나서도 야간이 방으로 주블리티 펴다야마 주블리 쿠비르쿠 진바라이케 이지바레 리니하피엔 뮤직 해 나나바레 뮤직 소리 잘해야 피아르킹고 우유 시쿠레 네야마 에메다마 이바레 미미루예 디스고다니 미미루예 치문다니 메만도 테마 체체 마 야시바레 디 뮤직 야한다마 뮤직고 안한타레 야한다마 시실리아 야수니또 마 루피케레 템보케레 야한다마리 수도 땅강 소렉다르데네 그공산리디 디케 되네 프란티자 엘리에주마 투탄 아탄스웨메 디네 루하메 모베네 피아고 안난라이데 뮤직 아소비냐션 뮤직네 카라카 하사비 발라데 아피데야 아이마 투예 쿠카니 투예 퓨센체 괴가 상샤오비 아텐네 레레 아피 디네 키가바가 뮤직고 윈도아이네 오 논테 역과레 키 아리 초마디 하나마리가 피아르킹고 치몬데 디단 투트베 투예 글로리 트베 아리마 코레가 안하우세 잔도 투예 퓨신신고 싱콜라 친고 아텐네 레케데 소라미 메시지 지지 리케 아누피냐 페시고 용지두다르미냐 페가니 지마레 야한다 두주면에 야한다 지피 셀레 비로 신이다 신이마 피바레 자 수지 동수로 또 정대세 디콤레고 게마라렘 시부 바만하다시 뜨도 센스가네 아덴도에 죄와 논나레 ತಮಾಯಿ ಪಟ್ಟಂ ಪೂರ್ವ ಸಂಚಾರ 사실하고 피야의 어떤 데너마 레싱간가베 디도 아핀 도만로 지냐 노비인 로지지마 미킨 파키냐 모베냐 레싱간 라야가니 사유의 비라레가 사유 보고가 있다 예노아노 비유티 뭐 잡디 뭐 구자로 사면하러 가로 스크린 티보 저 두키마다리 지바 그도 아틴도에 도로 면면도 우리가 파탄 파야야 레슨 간체네 펴줘라래 콘디디에 디야수리 시케데 다자 용지지마 피아신구대가 두의 사부에도 남성야 사부에도 진바비레가 동동대 하단 제소 말에 이케도 마고 아우메신한들이ပြု자 나도ပြု자 뜻이야고 맘메포 아리 다이나네 그가 ತಮಾಯಿ 사바레 담보시레 그로제 한다마리로 빠웨 피아신의 돈데 한타레 아센라 아덴도에 사바무 피바 아함지고 하미데 두두네ပြောမယ်ဆိုရှင်ဆိုတော့ဒီနေ့ music นี่ဖြစ်လာပြီ music ဆိုတာစဉ်းစားကြည့်လိုက်တာသာလေးဒီကလေးလေးဝေးလာတဲ့အခါဘာမှတော့ပြောတတ်သေးဘူးမဆိုတတ်သေးဘူး
music ဖွင့်လိုက်ရင်ဒီက disco music ဆိုရင်တော့ဆိုတော့ဘာမှဒီလိုစထားခါစားရှိတယ်လိုက်လို့ထဲမှာ music ကတည်းကဒီနေတာဖြစ်နေတာအခုဘာမှမဆိုတတ်တဲ့တို့ဖွဲ့နေရှိတယ်ဖုံဖုံဒီကိုကြည့်နေဆိုလို့ရှိရင်ဆိုတတ်တဲ့ဟာကနေပါလေသို့တော့ music ဝတ္တနာ music ကိုတစ်သက်ချင်းမှာအားလုံးသဘောတူတယ်အားလုံးတူတယ်အဖေတို့အမေတို့ဒီနေ့လူတွေမောင်မေတို့မှလည်းပဲโอเคဆိုတော့မြန်မာစတာတို့ဒီမိမိတို့ချင်းမှာထွင်ပေးတဲ့အဲ့ဒီ platform ပေါ်ကပညာအမှုပညာရှင်လာကြတဲ့အခါမှာ voting လုပ်ပြီးဆိုလို့ရှိရင်ကြီးကျယ်လုပ်ကြတယ်။ဒီနိုင်ငံလုံးကိုဆွဲတယ်လူငယ်တွေသူဖြင့်လူကြီးတွေလည်းပါတယ်။ music ရဲ့ power ကိုပြောချင်တာဖြစ်ပါတယ်။ music ကအဲ့လောက်ထိအစွမ်းကောင်းတာကဘာကြောင့်များလဲ။ဆာလံ96ကတစ်တော်တဲ့ချင်းဖြင့်ထာဝရဘုရားကိုချီးမွမ်းတော်တယ်။အတဲ့နဲ့ပြောင်းတို့လည်းအဟောင်းကြည့်ချင်းတဲ့စိတ်ကောင်းနေစေပဲစာရည်နဲ့နိုင်ဆိုလို့ရှိရင်အတိတ်တော်မကြည့်ကြဘူးဆိုတော့တစ်တော်တဲ့ချင်းဆိုရမှာဘာလို့သိရမှာလဲဘာလို့ဆိုရမှာလဲအဲ့မှာပါလေချစ်ချင်းမေတ္တာအချင်းချင်းချစ်ချင်းမေတ္တာရှိတဲ့အခါစကားနဲ့ပြောရင်ဘယ်လောက်သိလို့ကြပြာလို့နဲ့ပြောရင်လည်းကိုင်းနေဟိုထဲကိုသွားတယ်တချင်းနဲ့ပြောတဲ့အခါ music နဲ့ပြောတဲ့အခါဒုက္ခလေးဒီမှာရှင်ချွေသွားတယ်ပဲလဲလာသွားတယ်အဲ့ music တန်ကိုမခံနိုင်ဘူးတော့မှာအဲ့တော့ချစ်တယ် music ရဲ့အစွမ်းဒါကြောင့်ဘုရားရှင်ကိုချစ်တဲ့ဘုရားသားသမီးတွေရဲ့လက္ခဏာတိုင်းတာနဲ့တစ်တော်သခြင်းဟာဒါဝိနည်းကြီးကိုမကောမစွမ်းတဲ့ဆာလန်တဲ့ချင်းမှာတချင်းတွေကြီးနဲ့ဆာလန်တဲ့လောက်ကျန်းဖို့ကြီးကိုတချင်းနဲ့ထွက်ခဲ့တာဘုရားသခင်ကလည်းဒါဝိကိုငါရဲ့နှလုံးသားကိုပိုင်ဆိုင်တဲ့ဒါဝိလေးလို့ပြောတယ်ဒါဝိဘက်ကလည်းဘုရားကိုကြည့်လိုက်ရင်ဒီဆာလန်ချမ်းကိုကြည့်ခြင်းအဖြစ်ဘုရားရှင်ပေါ်ထားရှိတဲ့ကြီးမားတဲ့မိတ္တာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ဒီလူပြူဘဝချင်းခန္ဓာမှာကောင်းခြင်းကြာတမန်ဒီယန္တာသူတို့သူမြန်ဒီနဲ့အတူတကွချင်းမနဲ့အခန်းလေးဟာပဲပါလေတန်ရှင်ဗျတိချမ်းကတန်ရှင်တော်ဝိမယပနာကောင်းခြင်းမှာဒီဆိုချင်းမွန်တာဆိုပါလေဘုရားတရားနာတန်ရှင်တော်မူခြင်းကိုဒီဆိုချီးမွမ်းတဲ့ကျမ်းစာဖြစ်ပါတယ်။အဲ့ဒီဟာကိုမိစ္ဆာတရားမှာအာရပါယဆိုတဲ့ဟာဖြစ်ပါတယ်။အဲ့ဒါကြောင့်အဲ့ဒီသချင်းလေးဆိုတဲ့အခါငါတို့ဟာကောင်းကင်သားများထောင်သောခုနမရှိမတွေ့နိုင်တော့တဲ့ကျမ်းစာကသူတို့နဲ့အတူတူယုံကြည်ခြင်းမှာလောကခံရတဲ့လုံးဝအဖြစ်ကြောင်းယုံကြည်ပါ၏အဲ့ဒီဟာနဲ့အဲ့ဒီအချိန်မှာအာတူတူကရှင်းမွန်းတဲ့ကာလဖြစ်ပါတယ်ကောင်းကင်ရောက်တဲ့အခါမထူးဆန်းတော့ဘူးဘယ်ဟာစကနနာပါမိတာဒီနေ့ဆာလန်ချမ်းကောင်းတယ်ဆိုရင်ဆာလန်တချင်းကောင်းတယ်ဒါနဲ့ကျွန်တော်ဖြစ်စေချင်တာလည်းရှိတယ်အဲ့မှာတန်ဆင်ရတော့တအားသူတို့ဖိတ်ခေါ်တယ်ဒါပေမဲ့သူတို့ကအဲ့မှာမွတ်နည်းနည်းမပြတ်နိုင်ဘူးဟိုjust you know ပြောမယ်ဆိုရှင်ဒီကဆောင်းပြီးတော့ဆိုမြရှိတယ်ဟိုလိုဟောက်ပြင်းတော့မယ့်နေရာလေးကိုယ့်ကိုဆောက်စဉ်းစားကြည့်တော့ဒါပေမဲ့သူတို့ကဘော်ဒါကျောင်းသားလေးဆိုတော့ဟိုဘုရားထွန်းမိုးလေးရှိတယ်ဘာပဲပြောတချင်းလေးကိုနည်းနည်းလိုတာပြောတာဆိုတော့ဒီတကလည်းပဲမိုက်ခါနေဒီမိုက်ခါanyway တကယ်ကို
တင်သားများဆိုတဲ့ဒီ music ရဲ့နေ့မှာတာမိတန်စင်ထိုက်တယ်လို့ပြောချင်တာဆိုတော့အမှတ်ပြပေးလိုက်ရင်တော့ကျွန်တော်ကြွားတော့မှာဆိုတော့ကောင်းပါတယ်လို့ပြောချင်တယ်ဒါဆို music ရဲ့လာတဲ့သူတွေမဆိုင်တို့ပြောနေကြတယ်အဲ့ဒါ music ကပေးတယ်ချက်ချင်းကိုသူ့ရဲ့ network ကဘူမတိပေါင်းတဲ့ချွေသွားကြတော့ဒါကြောင့်မလို့ဒီ music လေးကိုကျွန်တော်တို့ပြန်ပြီးတော့ထောက်ပြခြင်းဖျားရှင်ကောင်းကင်မြေကြီးတပုတ်တရားအားလုံးဖန်ဆင်းရှင်ရဲ့အမြင်ပုံစံကနေကြည့်ကြည့်လိုက်တောသွားတဲ့အခါတွင်ရှိတဲ့ချောင်းတန်အိုးညကြိုင်တော့မနေ့မိုးလင်းခါလေးမှာတော့ကျတဲ့တွန်းတာပြီးရင်ဟိုးဒီခိမဒီတိုက်ပြီးတော့ရွှေနဲ့အဲ့ဒီသုခတ်သွားတဲ့အတန်တိရတန်ကျင်းရဲ့ကာကတွေရဲ့အတန်ကိုပေါင်းကြည့်လိုက် music ဒီကြီးပဲဖြစ်တယ်စားနေတာပဲဒါကြောင့်ပစားနဲ့အခုခေတ်လူပညာရှင်တွေကအကုန်လုံးဟိုထဲမှာ train လိုက်တယ်လူသူတို့ဆွေးနွေးပြီးတော့သူတို့တချင်းအတိတ်ပဲနဲ့တန်စင်မှာစားတကြလို့အင်ချိုမုံလို့ edit လုပ်တယ် music ဖြစ်ပေါ်မှာအခုမှပို့လို့ဒီလားဒါကြောင့်ဒီ music ရဲ့သဘောတရားနဲ့ဘုရားရှင်ရဲ့ဖန်ဆင်းခံတွေဟိုးကဘာဥပဒေကကျွေးကြော်လာပြီးသားဒီဆိုလာပြီးသားကိုဒီနေ့အနုပညာရှင်တွေကဒါလူပေါင်းစားပြီးခါမှသူတို့ရဲ့စပါတဲ့တခြင်းတွေနဲ့အထုရောစားပြီးတော့ခုနကနှလုံးသားများတကယ်နှွေးကြီးတဲ့ခြေခွေးတဲ့နှလုံးသားများဝန်နေတဲ့အခါပြည့်သိမ့်နေတယ်စိတ်ပြည့်တဲ့အခါရာပြီးတော့နလန်ချစေငိုတဲ့အချိန်မှာဝန်နေတဲ့အချိန်မှာစိတ်ပြည့်အားငယ်တဲ့အချိန်မှာ music တွေဟာလေဆိုတာသူကရှိတာဟိုတော့ဖုံဖုံတဘာကဖုံဖုံအငယ်လေးဒီတော့ဟုတ်နည်းနည်းပါးပါးသူ့ရဲ့အတွေးတွေပေါ့ဒါတော့တချို့ဖုံဖုံတွေကိုပြောတယ် music ကနေအကြံပေးတယ်ပေါ့အေးမင်းပုံစံနဲ့ဆိုရင်မင်းနှလုံးသားလေးကထိဆိုင်ခြင်းအရာနာမထောင်နဲ့အေးဇောဝင်ထွတ်လို့မျိုးကိုသာကြံပေးတယ်သူဆိုလိုတာကနည်းနည်းပြောတယ်ပေါ့နည်းနည်းမအောင်လို့ဆိုရမယ်ဖြစ်ပါဘူးဆို music မှာသူ့ဟာသူဝင်နေတဲ့ရှင်နာထောင်များနောက်ဒီဘပါမန်ပါတဲ့ဟာကိုလို့ရှင်လို့ရှိရင်အဒီကနေကဘာကြီးကိုဒီ music ကသူ့နေပေနဲ့သူ့တိုင်းတာနဲ့ဥဆောင်နေတာဖြစ်တယ်တော့မပြောနဲ့တကဘာလုံး fan ကိုကြည့်လိုက် music ဖြစ်တယ်အေးဘောလုံးကစားတဲ့လိုက်တာလည်းဆိုတော့ဖြစ်သွားကြတယ်ဟိုးအရှိဆုံးကနေနောက်ဆုံးထိတ်ကနေဟိုးအောက်ထိ music မှာအားလုံး fan တူတယ်စပေါ်မှာလည်းတူတယ်ဘာကူမျိုးညာမျိုးအမေဖြူပူရှိတော့အဲ့ဘက်ကိုပဲအာယုံပေးပြီးတော့ပြောက်သွားတယ်ဒါဒီဟာရရှင်ကတစ်ဖက်တစ်ဆန်းကနေတွေးလို့မရတဲ့ဖက်ကနေလူသားများအတွက်ဖန်ဆင်းလိုက်တဲ့ဟာဒီလို့ပြောမှဖြစ်ပါတယ်ကျွန်တော်တို့ကံဘောလူကဂေါရီတူမထမဆာဆောင်ခန်းကြီးစင်းနေငယ်စင်းနေကနေ73ဆယ်လေးဆိုတော့အဲ့မှာပြောတာရှိတယ်အတင်းတော်ကိုချစ်တော်ခန္ဓာတော်ကိုတိဆောက်ခြင်းမှာလည်းမျက်စိခြေထောက်နားအဲ့လိုခန္ဓာကိုပုံစံနဲ့ဒါဒီအားလုံးဒီ body ကိုအကျိုးပြုဖို့ခရစ်တော်ရဲ့ခန္ဓာတော်ဒီတော့တင်းတော်အကျိုးပြုဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့အဲ့နိုင်မှာ music ကလည်းနေတဲ့ portion ဟုတ်ပါဘူးတချို့တော့ဘာသာသူများကစာလံတစ်ချင်းလေးနဲ့ထောင်ချင်းလို့ကြောင်းတာပါရှိတယ်အဲ့လိုလာပြီးတော့ဒီနေ့ကျတော့စာလံကဖခင်ရတဲ့ဆိုတော့မအားလို့မဆက်လိုက်ဘူးဆိုလို့ရှိရင်နည်းနည်းဝမ်းနေရရှိတယ်လူငယ်လို့ဆိုပို့ဆိုဟာလူငယ်ဒီမလားဘူးမဆိုလိုက်ဘူးဆိုတော့
အဲ့ဒီဆွေးဆောင်ချက်က music ဖြစ်တယ်ဆွေးဆောင်တာထားလိုက်အောင်အဲ့ဒီ music ဒီဆိုလိုက်တာနဲ့တပြိုင်နက်ဆူတောင်းခြင်းဖြစ်တယ်ကိုစားပြုပြီးတော့ယဟန်ကဆူတောင်းတဲ့ဖြစ်ရှိတယ် music ကဆူတောင်းတဲ့ဖြစ်ရှိတယ် music အပြင်ဆူတောင်းခြင်းကိုယဟန်တာစင်ကြရုံကစတင်သက္ခါဆူတောင်းခြင်းနဲ့သစ္စာထိတယ်ဒီသစ္စာတော့မှကချင်မှာကအဲ့ဒီ music ရဲ့တကူကိုပြောပြခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအငယ်လေးကလေးတူကြတော့တဲ့တိဘောဆိုတော့ music ဒီကလူချင်းပဲအချင်းပဲဖြစ်တော့ဒီအငယ်လေးဟာ music တဲ့လာရမယ်အခုဆိုရင်ရန်ကုန်သွားပြီးတော့ဥဆိုင်လို့ဆောင်တော့ကိုယ်အခန်းကနေ music လေးဒီဝင်လာကြပြီကဘာကိုချပြတ်လာတယ်လူရှင်းပြောမယ်ဆိုရှင်အဲ့ဒါနဲ့အတူပါလေဒီဟာကဘာကိုစတောင်းပေးနေသူငင်းချမ်းကြီးညဝေနေသူတည်င်းကောင်းပါနေပြီဖြစ်ဖျားရဲ့တမန်တော်ဖြစ်နေရကျေကြီး platform ကျေကြီးရှိနေတယ်ဆိုတဲ့ချက်တခါဒီနေ့ပြည်တော်လူရဲ့ music ကိုချစ်မှကြတဲ့အခါဒီနေ့လူတွေက music ဆိုလိုက်တာလည်းတိုင်းနဲ့အားလုံးချစ်ခင်ကြတယ်မြတ်လို့ကြတယ်ဆိုရက်အချက်ပြတဲ့အခါမိမိတို့ဖျားရှင်အပေါ်မှာပေးရမယ့် music ရဲ့ပုံစံအိမ်မှာတယောက်တည်းတချင်းဆိုတဲ့အခါအဲ့ဒါဆူတောင်းခြင်းဖြစ်တယ်သို့တော့အာယုံပြုရမှာပေါ့ဟိုအပြောတန်းဆိုတဲ့ဆိုပေမဲ့ဆူတောင်းခြင်းဖြစ်စေတဲ့အသွင်သဏ္ဍာန်ကိုရှင်းပါခံယူပါအခုလိုကြောင်းမှာလာပြီးတော့အနန္တကအားလုံးပါဝင်နိုင်ရအောင် screen ဒီလုပ်ရတယ် screen ဆိုတာကဆိုရင်တော့သူများတချို့ကြောင်းတွေမှာမတွေ့ရဘူးအဲ့ဒီမတွေ့ရတဲ့အကြောင်းကလည်းဒီ screen ကတော့ဘာပဲပြောပေါင်းစုံထွက်လာတဲ့ screen ဆိုတော့ကြောင်းမှာပဲမလိုဘူးဆိုတဲ့ဟာမျိုးရှိတယ်တို့တော့ခုနကဆူတောင်းကနေအားလုံးပါဝင်နိုင်ရအောင်ဒီလိုစာအုပ်ဒီမဝေနိုင်တဲ့မထုံနိုင်တဲ့အခက်အခဲပေါင်းစုံရှိတဲ့မိမိတို့ဒေသတွေမှာဒါလေးတွေကိုကျွန်တော်တို့သုံးတဲ့အခါအားလုံးပါဝင်စေခြင်းနဲ့ဆိုတဲ့ချက်ဖြစ်ပါတယ်အဲ့လိုပါဝင်လိုက်ခြင်းရဲ့အရသာမတူဘူးဟောဒါသူတို့အတွက်ဘုရားထိုင်တဲ့လူတွေအတွက်နဲ့ဖြစ်တတ်တယ်ကျွန်တော်တို့တခါတခါတော်ရီနေတဲ့အခါအမျိုးသားတွေကအကုန်လုံးပဲအယားဆိုရင်ဒီဖက်ဒီဖက်ကလည်းသူတို့ရဲ့ဘိုင်းဆိုရင်အားလာတယ်အတင်းတော်ရဲ့နှလုံးသားမှာဆိုလို့ရှိရင်အာလုံးသောဘုရားသားသမီးမြတ်ကဆိုရမယ်ဆိုရဘယ်လိုဆိုရမလဲအာရပါရဆိုရမယ်ဟိုအတူပါအိမ်မှာဆိုတဲ့ချင်းအမျိုးမဟုတ်ရကဲကိုတပတ်လုံးလုံးပေးတဲ့ခြေစွပ်အကြောင်းအခြေခံရမယ်ခက်ခဲပြီးတော့ဝန်နေရကနေတခါပဲဝန်ချပြီးတော့ဒီမှာဝန်ထုတ်ကိုဒီခြေတော်ရင်းမှာချပြီးတော့ရှောင်းခဲ့တဲ့လွတ်လပ်ဖို့ဝန်ကြောင့်ဖို့ဒီအတန်ဒီဟာပါရမယ်ဒါကြောင့်မလို့ဒီနေ့ဘုရားသားသမီးများဆိုတဲ့တိုင်းတာပါဘုရားလူတော်များဆိုတဲ့တိုင်းတာပါအလက္ခဏာအကြီးကပါတယ်ဒီ music ဖြစ်ပါတယ်ဘုရားရှင်ကိုဝတ်ပြုစီကိုချီးမွမ်းနေကြအစဉ်လာဝေးရပါယုံကြည်သူဘုရားသားသမီးဆိုတဲ့ဒီဟာလေးကရှိပြီးသားပါပြီးသားတပေါ်မှမရဘူးဆိုတာမရှိတရားမျိုးလေးဖြစ်ပါတယ်ရကြရကြဒါကြောင့်မလို့ဒီကလေးတွေဒီကိစ္စမှာဆိုရင်ချွတ်တန်းတဲ့ကလေးတွေဆိုစီဒီတာလေးဝေပြီးတာလို့ဟောတယ်လေးထားပြီးတာလို့အရေးကြီးပါတယ်
အဲ့ဒီခါမှာကလေးရဲ့ music ကဖျားပေးတဲ့ Cecilia Talelia လို့ရှိခဲ့ပါလာမှာဖြစ်တယ်ဒီထက်တနိုင်သင်တန်းလေးကိုကျောင်းလာရောတနိုင်ဆုံးနောက်ဖြစ်နိုင်ရင် music ကျောင်းလေးပတ်ပူပြီးပါဗျာအတင်းတော်ရဲ့တာဝန်မိသားစုတာဝန်လည်းဖြစ်လာပါတယ်ဒါဒီတိုင်းနဲ့ပဲကိုသွားမလဲဆိုတော့ဒီနေ့ဒီခေတ်မှာeasy သာသနာပြုတဲ့အခါဒီ music ကအရှိကနေအရေးကြီးလာပါတယ်ကျွန်တော်တို့လည်းဒီတဲ့အခါ music တမန်ပါသွားရင်ကြော်လုံးလာတယ်တယောက်ထည့်သွားရင်တော့အဲ့ဒီမှာသိမစီကားဒါလေးတွေဟာပြတယ်ဘာပဲပြောဒီ music လေးဟာဒီအတိုင်းဒါနဲ့နေရယူနေတယ်နောက်ချမ်းစာလည်းဖြစ်တယ်ရဟန္တာသူတို့လည်းတတိခံသွားတယ်ဆိုတဲ့အချက်ပေါ်မှာဒီ music လေးနဲ့ပြင်းပြင်းစင်စင်နဲ့ဘုရားခင်ရဲ့ဒေသနာတော်ကို evangelization ကိုသွားတဲ့အတိုင်းဒါလေးဟာ update ဖြစ်လာပါတယ်။ဒါကြောင့်လို့ဘုရားဒီဖုန်းတို့ sister တို့တန်မြတ်လေးကလေးကိုသူတို့ဘင်းဘော်ဒါမှာဆိုရင်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ကလေးတို့ကလည်းအဲ့ဒီမှာတနိုင်ဆုံးရှုနိုင်ကျူစားတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ရဲ့ဘုရားဝတ်ပြုခြင်းဒီဘာသာရေးရဲ့အယတ္တအနိတ္တပါတိဘုရားခင်ကိုချီးမွမ်းခြင်းဒီနဲ့အတူကျွန်တော်တို့ရဲ့ဒီဆွေးဆောင်ခြင်းဘုရားရှင်ကလည်းဆွေးဆောင်ခြင်းဘုရားခင်ကိုတောင်းဆိုပြုခြင်းနဲ့ချီးမွမ်းခြင်းဟာတကယ်ပဲဆက်လက်ပြီးတော့သွားနေမှာဖြစ်တယ်။ဒါပေမဲ့ဒီချင်းကိုကျွန်တော်တို့ကတော့စိတ်ပေါ်မှာမလို့ရှောက်ကကြတယ်။ဒါပေမဲ့သူရဲ့အလေးတွေဆာလာ137ပါပြီ။အဲဒီမှာဘေဘလောင်သစင်းနဲ့စီပီညေဖြစ်တဲ့ဘာဘလောင်လောကီဒါတိကစစ်တုံးပန်းဒီဆိုတာဒီလေအဲ့ဒီမှာသူတို့လုံးဝသူတို့ဟာမဖြစ်နိုင်တဲ့ music အကြောင်းပါတယ်သူတို့ပြောင်းပြတဲ့အချိန်မှာစိတ်မိလာတယ်အတန်ဒီဆိုတန်ဒီမရှိမဆိုင်တဲ့သဘောကြတယ်ဒါလောကီဒါကရာဂီအဲ့ဒီခါမှာသူတို့ရဲ့အလာဂျီဒီမှာဘယ်လိုမိကနာမှာသွားပြီးတော့ထိုင်ပြီးဟိုဖေကံဘူကြီးကြီးရင်လွန်ဆွေးခြင်းဇီအောင်ဂျေရုဆလင်ချီမွန်နေကြဘူးပြုနေကြတဲ့ကိုတန်တရင်အဲ့လိုလွတ်ဆွမှုနဲ့ထိုင်နေတဲ့အချိန်လေးဒီမှာသွားပြီးခါမှာ request ကမင်းတို့ရဲ့ဖရာသချင်းဆိုပေးပါဦးဆိုတဲ့ request ကခုနကပြောလာတဲ့ဆက်ဆက်ပါတယ်သူတို့ရဲ့ဖြေလေးကတော့တစင်းနေမှာဆန်းရှင်းတဲ့ဒီချင်းဒီမဆူအပါဘူးဆိုပါတယ်ဆိုတော့ဆူနေကြတော့ပဲသူတို့လည်းကြားလို့တောင်းတာလေသူတို့တကယ် request မှာကြားတော့အဲ့ဒီဖြေတာလေးတချင်းဖြစ်သွားပြီးတော့ကဘာကျော်တချင်းဖြစ်သွားတဲ့ဟာဒီဟာချမ်းပြောတဲ့ဒုစီတောင်ရောက်လာတယ်ဒါနဲ့ယူကြတဲ့အခါမှာမဟုတ်ပြောနေရရှောက်ကားတဲ့ဟာဖြစ်လာတယ်ဒီထားလိုက်တော့ဖြည်းဖြည်းနဲ့ဒီတချင်းရဲ့ဘုရားသခင်အသုံးပြုစေခြင်းနဲ့ဖက်စီကိုဒီနေ့တရားကြပါစို့အဲဒီဟာနဲ့သူ့ထံတော်ကိုချင်းကြကြပါစို့ဒီနေ့ဟန္တာမစီစီလီယာကိုဆုတောင်းပေးပါလို့စိတ်ကအထင်ကြပါစို့